1 2 3မှတ်လို့လွယ်တာ1 2 3သိပြီဒုက္ခအဲ့ဒါဆိုဒုက္ခနဲ့အဲ့ဒါနောက်တဲ့နေ့ဆိုင်1 2 3ကိုကျွန်တော်စာရည်ရကျွန်တော်နေရာရွှေပြေးဆောင်ဒီဘက်ကသစ္စာဆောင်ပြီးတော့လည်းစာတဲ့ရှိတဲ့ခါကျရင်ကျွန်တော်စာရည်ပြီးတော့စာရဲကိုသွားခဲ့စာရဲကလူရသစ္စာဆောင်ကို3ရက်ကြာစာရဲထုံးစံပဲလမ်းခေါ်ကြတယ်ကျွန်တော်စမ်းရတယ်တပတ်ပြေးကျွန်တော်တို့စာဝေပုံကအခန်းတကားအောက်ကိုထိုးပြခဲ့ကျွန်တော်တို့ကျောင်းဆင်းလို့သွားရင်တကားဖွင့်လိုက်တဲ့နဲ့ဝေထားတဲ့စာရီတက်နေတာကျွန်တော်တကားဖွင့်သေးသေးချာချာကြည့်သူ့စာကလေးများထိုးထည့်ထားမလားလို့မတော်တဆတက်နေပြီတစ်သက်လုံးဝနေနေရအနုစိတ်တယ်နော်အနုစိတ်အလားပါဘူးဆောက်ဆောင်ကြတော့ဆန်ရလို့တကားကိုရိုးသေးဖွင့်တွေ့အောင်ကြည့်လိုက်ဟုတ်တော့တယ်ဘာလို့လဲတစ်စိတ်တုံးကတက်ကစိုးတူတက်ကစိုးတူထားတယ်သူပဲပြောလိုက်တာဗျာဝန်သားအရာဖောက်ပဲတချောင်းနဲ့ပဲအရေးအတွက်အိစမရှိပါဘူးအရေးချင်းရေးကြည့်ပါကြည့်လိုက်တယ်လုံးဝမဖြစ်နိုင်ပါဘူးရှင်အော်ရုံးစာရေးတာကြားလုံးဝပါသေးမဖြစ်နိုင်ပါဘူးရှင်တော်ရောပေါ့ကျွန်တော်အဲ့တော့လက်သူလူရဲ့ချုံမြဘယ်လျှော့မလဲထက်ကြီးဘိုင်ဘိုင်6ဆောင်ရေးတော့နော်မယ်တကားဖွင့်စာဆောင်တွေ့ပြန်ပြီအေးစုမယ်လာပြီးလို့6ကြောင်းပြီးတော့မှာဒါတော့ဟုတ်တို့တက်ပြီအဲ့ဒါလေးကိုကျွန်တော်ဖတ်တယ်ရှင်းနဲ့သိဆွဲကောင်းတာပဲရှင်းရဲ့ကြိုးစားမှုကျွန်မတင်ပါရှင်လေးလေးစားစားအားလုံးပါပါရှင်တန်ဖိုးထားပါလေကြီးစားထားလို့ရပြီ